အားလုံးပဲဂျေဇုနဲ့ညီတဲ့ချင်းရှိပါစေဒီနေ့မှလည်းနှုတ်ပတ်တော်လေးတစ်ပိုက်အဖြစ်အတူကစင်ကျင်ခွန်အားယူဖို့ရန်ဖိတ်ခေါ်ခြင်းပါရယ်မရှိလင်ဆိုတဲ့ခေါင်းစဉ်အောက်ကနေမှကျွန်တော်တို့ဒီဟောပြောတော်သူမရှိလင်ဆိုတဲ့အရာလေးကိုဒီနေ့ဝင်ငါချင်တာပဲဖြစ်ပါတယ်ယောမဩဝါဒစာဆောင်အခန်းကြီး30အငယ်14ဖြစ်ပါတယ်ယောမဩဝါဒစာဆောင်အခန်းကြီး30အငယ်14တို့ရာတွင်မယုံကြည်လင်အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်းတရင်မကြားလင်အဘယ်သို့ယုံကြည်နိုင်မည်နည်းဟောပြောတော်သူမရှိလင်အဘယ်သို့ကြားနိုင်မည်နည်းနောက်ချိန်ဖတ်ပြခြင်းပါရယ်တို့ရာတွင်မယုံကြည်လင်အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်းတရင်မကြားလင်အဘယ်သို့ယုံကြည်နိုင်မည်နည်းဟောပြောတော်သူမရှိလင်အဘယ်သို့ကြားနိုင်မည်နည်းလို့ကျမ်းစာတော်မြတ်ကဖော်ပြထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့တော့ကြောင့်ဟောပြောတော်သူမရှိလင်အဘယ်သို့ကြားနိုင်မလဲဆိုတဲ့အတိုင်းပဲဒီနေ့မောက်မိုက်နေတဲ့လောကမျောလင်းချက်မဲ့နေတဲ့လောကထဲမှာဧဝံဂေလိဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုဟောပြောတော်သူလိုအပ်ပါတယ်အဲဒါကတော့ဒီနေ့ယေရှုခရစ်တော်ဖျားကိုကယ်တင်ရှင်အသက်သခင်ဖြစ်လက်ခံယုံကြည်သားတဲ့ယုံကြည်သူတိုင်းလှုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်ဧဝံဂေလိတရားကိုဟောပြောရဖို့ရန်ဒီနေ့မိန့်မာခဲ့တာရှိပါပဲယေရှုခရစ်တော်ဖျားကိုယ်တိုင်ကပင်ဒီနေ့တပည့်တော်တွေကိုမှာကြားခဲ့တယ်ဒီတိုင်းပဲဒီနေ့ခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့သူတွေတိုင်းကဒီနေ့ဟောပြောတော်သူဖြစ်ဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်ရှိတဲ့နေရာရှိတဲ့အရာမှာယေရှုခရစ်တော်ဖျားကျွန်တော်တို့လူသားအလုံးရဲ့အပြစ်တွေအတွက်လဝါကတိုင်တော်ထက်မှာကိုစားအသေးခံပေးခဲ့တယ်တင်းကြိုခြင်းခံပြီးတည်ခြင်းမှာလမ်းမဆုံးပဲ3ရက်မြောက်သောနေ့မှာရှင်မြန်ထမြောက်ခဲ့တဲ့အရာကကျွန်တော်တို့ဖြစ်တယ်မိတ်ဆွေတို့ဖြစ်တယ်ဆိုတဲ့ဝမ်းမြောက်ဖွယ်ရာသတင်းကိုဝမ်းမြောက်ဖွယ်ရာသတင်းကိုဒီနေ့ကျွန်တော်တို့ကမျောလင်းချက်မဲ့နေတဲ့ဤလောကဤပဝန်းကျင်မှာကျွန်တော်ဟောပြောတတ်သိခံရမှာပဲဖြစ်ပါတယ်အဲကြောင့်ဟောပြောတော်သူလိုအပ်ပါတယ်ဟောပြောတော်သူကဘယ်သူလဲဆိုရင်တော့တင်နဲ့ကျွန်ုပ်ပဲဖြစ်ပါတယ်မိတ်ဆွေတို့တော့ကြောင့်တင်ခနေ့ရက်တိုင်းမှာခရစ်တော်ရဲ့ဧဝံဂေလိတရားကိုဟောပြောတော်သူဖြစ်နေပြီလားဆိုတဲ့အရာလေးကိုကိုယ်တိုင်ပြန်လဲဆင်ခြင်ရင်းနဲ့ဒီနေ့မျောလင်းချက်မဲ့နေတဲ့လူသားတွေကိုဖျားရှင်ရဲ့ဝမ်းမြောက်ဖွယ်ရာမျောလင့်ချက်ပေးပိုင်တဲ့ဧဝံဂေလိတရားကိုဟောပြောတော်သူဖြစ်ကြရအောင်ဆိုပြီးတော့အနေငယ်ခွန်အားပေးတိုက်တွန်းပါတယ်အရောက်ချင်းဆိုင်ရဲ့တာမှာဖျားရှင်ထံကလာတော့ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းကြမ်းမာခြင်းခံစားရပါစေလို့အရှင်ယေရှုဖျားနာမအဖြစ်လဲဆုတောင်းပေးလိုက်ပါရယ်အရောက်ချင်းဘုံမှာဖျားရှင်တာရေးကောင်းချီးပေးပါစေအာမင်